အားလုံးပဲမင်္ဂလာပါရှင်။ကြီးရဲ့ channel မှာပြန်လဲကြိုဆိုပါရရှင်။ဒီနေ့ပြောပြပေးမှာကတော့ကျမတို့မိန်းကလေးတွေစိတ်ရွပြီးဆွဲဆွဲမြဲမြဲဖြစ်သွားစေမဲ့နီလန်းလေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုတို့ရှင်။မတွေ့ခင်ကတည်းကကြိုတင်နှိုးဆွပါတကယ်လို့ကိုတို့ကကောင်မလေးနဲ့တွေ့တော့မယ်ဆိုမတွေ့ခင်ညတည်းကဖုန်းပြောတာစာပို့တာမျိုးနဲ့နှိုးဆွထားလိုက်ပါနော်ဒီတစ်ခါတွေ့ရင်အရင်တစ်ခေါက်နဲ့မတူအောင်ဘလို့ပြုစုပေးမှာဖြစ်ကြောင်းပြောပါနော်သူမကိုဘလောက်ချစ်ကြောင်းသူမရဲ့ချိုချိုလုံးကြီးတွေဖုတ်ဖုတ်ကြီးတွေကိုဘလို့ကြိုက်ကြောင်းပြောပြီးသူမကိုလည်းကိုတို့အပေါ်ဘလို့ခံစားမှုရှိလဲမေးပါနော်တကယ်လို့တွေ့ခဲ့လို့ရှိရင်သူမနေနဲ့ဘလို့ပုံစံမျိုးပြုစုပေးတာကြိတ်ပေးတာကိုသဘောကျလဲမေးပြီးတွေ့ရင်တေချာပြုစုပေးမှာဖြစ်ကြောင်းပြောပြတာမျိုးကသူမတို့ကိုတအားရွထပြီးဆိုရွှဲသွားစေပါတယ်နော်တွေ့တဲ့အခါနူးနက်တာမျိုးကိုတေချာလုပ်ပါယောက်ျားလေးတွေအတွက်ကတော့နန်းရှုံနူးနက်တာကအတူမနေခင်မှာလှုပ်ဆောင်တဲ့ရှေ့ပြေးကိစ္စတသက်ပါဒါပေမဲ့မိန်းကလေးတွေကတော့ဒီလိုမဟုတ်ပါဘူးနန်းနာကင်တွယ်တာတယူတယောက်ပို့သက်ပေးတာပါဇက်နဲ့ဒါမှမဟုတ်လက်နဲ့နှိုးဆွပေးတာတွေကကိုတို့အပေါ်တန်းတန်းဆွဲဖြစ်စေပါတယ်နော်အတူမနေခင်မိနစ်20လောက်ထိတေချာလေးနူးနက်ပေးမယ်ဆိုရင်သူမတို့အနေနဲ့ခဏလေးနဲ့ပြီးစေနိုင်တယ်လို့ကိုတို့အပေါ်မှာလည်းမတွေ့ရရင်မနေနိုင်လောက်အောင်ထိဖြစ်ပါတယ်နော်နူးနက်နေတဲ့အချိန်မှအားလဲသူမကိုဘလို့ပဲပုံဆက်ဆံမဲ့အကြောင်းကိုနရွက်နာကပ်ပြီးခတ်တိုးတိုးလေးပြောပေးမယ်ဆိုရင်သူမရဲ့ခံစားမှုတွေအမြန်ဆုံးအထွတ်ထိပ်ကိုရောက်ရှိစေပါလိမ့်မယ်နော်တိုင်းကွက်အစ်စ်တွေထုတ်သုံးပါမိန်းကလေးတွေအများစုကအစ်စ်ဆန်းတွေကိုသဘောကျပါတယ်တကယ်လို့ကိုတို့အနေနဲ့ကိုကောင်မလေးကအစ်စ်ဆန်းတွေလောက်တာကိုမကြိုက်ဘူးထင်နေမှားပါတယ်နော်သူမတို့ကိုခဏလေးနဲ့ပြီးသွားစေခြင်းနဲ့ဆိုရင်သူမတို့မထင်မှတ်ထားတဲ့ပုံစံမျိုးတွေနဲ့ကြိတ်ပေးတာစပေးတာမျိုးလုပ်ပါနော်ဆက်ဆံနေရင်ရုတ်တရက်သူမတို့ရဲ့ချိုချိုလုံးကြီးတွေကိုတအားဖြစ်ညစ်ပေးတာမျိုးစီစီလေးကိုတအားပို့ချေပေးတာမျိုးလုပ်ပေးပါနော်တကယ်လို့ကိုကောင်မလေးကချစ်တင်းတော့တာနဲ့ပတ်သက်ပြီးရှက်ကြောက်နေတာမျိုးဖြစ်နေတယ်ဆိုရင်သူမတို့ကိုအပေါ်ကနေခိုင်းပြီးသူမတို့စိတ်ကြိုက်လှုပ်ရှားခိုင်းတာမျိုးလုပ်ပေးပါနော်ဒီလိုလုပ်ခိုင်းတာကသူမတို့အနေနဲ့ပိုပြီးပွင့်ပွင့်လင်းလင်းရှိလာပြီးကိုတို့အပေါ်မှာလည်းယုံကြည်မှုတိုးလာစေနိုင်ပါတယ်နော်